လာပါရှင်ဒီနေ့မှာလာပါကမလေးရဲ့ဒီနေ့ဒါဘွားကိုတက်ဆက်ပေးပါမယ်ဖြစ်ပါ sorry ပါခုနောက်အနေနဲ့လေးစုညံတော့လို့ဗီဒီယိုရိုက်လိုက်တာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဆာကွာဖြစ်ပါတယ်ဆာကွာကဒီနေ့လာပါကမလေးရဲ့ဒီနေ့ဒါဘွားကိုတက်ဆက်ပေးပါမယ်ဖြစ်ပါရှင်ငါကဒီနေ့မနက်စောစီစီနူးပါဆိုဟာမနက်စောစီရလဲ8နာရီဟာမနက်စောစီလို့ပြောလို့မရပါဘူးဟာမနက်နူးပါဆိုတော့ငါရေးပါချိုးလာအောင်မယ်နေ့လည်းကိုစောင်းတော့မယ်ဟာရေးပါချိုးလိုက်ပါအောင်မယ်ကေငါရေချိုးပြီးပြီဆိုတော့ဘာလို့ကမလဲမင်းနေငါဒီနေ့ကျောင်းသွားမှာပဲအဝတ်တယ်လဲပြီးတော့ငါအဝတ်တယ်လဲပြီးပြီဆိုတော့ငါအခန်းလိုက်ကရေးပိတ်ပြီးတော့ကျောင်းသွားတော့မယ်လွယ်ဒီပါယူပြီးတော့ကုန်ပြင်းစင်ပြီးပြီဆိုတော့ငါကျောင်းမသွားမယ်ဟာငါဒီနေ့လမ်းလျှောက်ပြီးတော့လိုက်တော့ပါမယ်ဟာကျောင်းလူရအောင်တော်ရောက်နေပြီပဲဟာငါလမ်းလျှောက်သွားနည်းနည်းကြာဝိုင်းနေသူဝိုင်းဟာ7မိနစ်တောင်မှကြာဝိုင်းဟာဆရာလည်းလို့ရှင်ကဆက်လို့ရမှာဆိုတော့တခါစာရေးထားလိုက်တော့မယ်ဟဲ့နေစာရေးနေစာတိတယ်လားတိရဘောဟာငါဆရာရဲ့ကျရှင်မတက်တာဆိုတော့ငါ့ကိုဘာတင်လဲဆိုတော့ငါတိတယ်ဆရာလည်းငါ့ကိုပြောဟဲ့တကယ်ချင်းနင်းလည်းရေးလည်းလာနေပဲငါလည်းတင်ပေးပါလားဟာဘာလို့တင်ပေးရမှာလဲဟာအဲ့ဆိုဒီဆရာရှိတက်လေဟာနေရလေငါ့ကိုလာတင်ဟာနေငါမှအလိုလိုမှလည်းမနေကြိုးစားထားရတာကေဆရာလေးလာပြီးဆိုဆိုင်ပါလုံးလိုက်ပါအောင်မယ်ဟာကျောင်းစင်းတော့အခါဒီနေ့ကျောင်းစင်းမြဟာဒါကျောင်းစင်းတာလို့ပြောလို့မရဘူးဟာဒါအကစားပဲငါအကစားဘိုင်တော့လို့လာအောင်မယ်ဟာပြေးပြိုင်ဝင်လောက်တော့အခါငါအထိတ်ဆုံးရောက်တော့ဆိုငါထိတ်ဆုံးမြန်ပြေးမှရမယ်ဟာငါမြန်ပြေးမှရမယ်ဟာငါမြန်ပြေးမှရမယ်မင်းနေဒီလိုမြန်ပြေးရနေလေကျမကောက်မှတင်ပေးပါမယ်ရှင်ဆက်ကွက်ကောက်မှတင်ပေးပါမယ်ရှင်ငါမြန်တော့မှရမယ်ဟာသူများလူတခြားလူတွေထက်ငါမြန်ပြေးမှရမယ်ဟာဒါလေးကနည်းနည်းမြန်သွားတော်ကိုမြန်သွားနည်းနည်းကိုမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့် sorry ပါရှင်ခေါင်းလေးပါမူကလည်း sorry ပါရှင်ပန်းတန်ရောက်တော့ဘယ်လီကလည်းကပြီးချိန်ဟဲ့တငယ်ချင်းတော့မယ်လားငါအိမ်ညောင်မလေးရတူတော့လိုက်ပါအောင်မယ်ဟာနေလဲရအောင်လေတော်ကြာနော်တမင်းတောင်မှမကြောက်ဟဲ့နေရလဲငါတကယ်ထင်မိငါတော့မှဟဲ့တကယ်ကြောက်လာမေးဘူးအဲ့လိုကိုမေးဘူးဟာမေးသွားတာဒါလေးရချင်းမကြောက်လို့အဲ့ညနေရောက်သွားတဲ့ဟာလေးကိုညနေရောက်သွားတဲ့စတိုင်ပဲတင်မလိုက်တော့မယ်ကွန်ပျူတာပါနှိပ်တဲ့ဟာမတင်ပေးတော့ပါဘူးရှင်ဟယ်လိုဟုတ်ကဲ့ကိုကြီးကားလာမြင်လာကြိုနော်ကြောင်းစင်းမိနော်ကိုကြီးဟာကွာငါကောင်မလေးကိုတော့ကြိုအောင်မလာညီမလေးလာဒီညီမလေးငယ်ရှိတယ်ကြောင်းတယ်လို့ပါမြန်ဆရာမကြီးလုံရပါတယ်ဆိုကိုလာငါညီမလေးမှာ तू ကဖုန်းကြီးတစ်လုံးနဲ့တယ်အတိုင်းနဲ့ဆင်ရတော့ sorry ပါရှင်လာပတ်တူလေးကိုတင်မိမယ်နော်ဒါလေးနည်းနည်းရှင်းသွားလို့ပါရှင်အလမတတာပါ